ကျောင်းနဲ့အလှမ်းဝေးလာတဲ့ထမင်းဆိုင်သေးလေးတစ်ဆိုင်မှာကောင်လေးတယောက်ကလည်းထမင်းလာမှစားဆိုင်ရှင်းလာကပ်ပြီးတော့လဲလေးစံတိုးတိုးလေးနဲ့ပေါ့ဟိုလေတောက်ကိုထမင်းလို့တပွဲတော့ရောင်းပြီးလို့ရမလားခင်ဗျတောက်ပတ်စံမလောက်လို့ရပါတယ်တာရဲ့ပြောဆိုဆိုနဲ့ဆိုင်ရှင်းတော်ကြီးကလည်းယောက်ျားကြီးထမင်းလို့တပွဲတော့လုပ်ပေးပါအောင်ဟင်းညုံနဲ့ငပိရည်လည်းထက်ပြီးဖို့မမိနဲ့ယောက်ျားဖြစ်သူကလည်းထမင်းဖြူတပွဲကိုကောင်လေးထိုင်နေတဲ့ခုံမှာသွားချပေးတာပေါ့ကောင်လေးကလည်းသူ့ကိုထက်မှာဟိုလေတားအတွက်နောက်ထပ်ဟင်းမပါတဲ့ထမင်းပလာတစ်ထုပ်လောက်လုပ်ပေးလို့ရမလားခင်ဗျကောင်းလေးခင်ဗျာလည်းပြောတာပြောရတယ်သူ့မျက်နှာလည်းတော်တော်လေးအားနာနေတဲ့ပုံရပါတယ်တာရဲ့ဒါနဲ့ဒီထမင်းတော့ကမင်းဘာသွားလို့ဖို့တာညာကြရင်စားဖို့ပါဦးဆိုင်ရှင်ဖိုးကြီးကလည်းသူ့ကိုဂယုဏတက်တဲ့မျက်လုံးနဲ့ကြည့်ပြီးတော့ကောင်းလေးကြည့်ရတာမြို့မှာသာကျောင်းလာတက်တဲ့အိမ်ရမိဘတွေကငွေကြေးခက်ခဲရှိတဲ့ပုံပဲအမှန်တကယ်တော့သူတို့လင်မယားကလည်းတနည်းလို့တနည်းစားဘူးဒီဆိုင်လေးကိုသူများငှားပေးလို့သာကံကောင်းပြီးတော့ဈေးရောင်းရတယ်ဘဝမရှိသူမို့လို့လည်းမရှိသူကိုစာနာတတ်တဲ့စိတ်ကလည်းသူတို့လင်မယားမှာရှိပြီးသားတယ်ဟင်းအိုကနေဟင်းတွေကိုခတ်ပြီးတော့ထမင်းများနဲ့သူကလည်းဖုံးဖိပြီးထည့်နေပြီဒါအောင်မိမဖြစ်သူကမြင်တော့လေရှင်ဘာလို့နေရလဲကောင်းလေးတွေထမင်းထည့်ပေးနေရလေရှင်ကလည်းတုံးလိုက်တာပေးခြင်းနေမှတော့ဝှက်ပြီးတော့ပေးစီရလားဒီတိုင်းပေးလဲရရတာဗာလေရှင်ကကျမမြင်မှာကြောက်လို့ကြောက်စရာမဟုတ်တာရှင်ကျမလည်းစာနာထောက်ထားတတ်တဲ့မိမသားတယောက်ဒီမိမဘာလီလာပြောနေရဒီတိုင်းပြောင်ပြီးတော့သူ့ကိုအထင်သေးရရောက်သွားမှာပေါ့ဟာပြီးတော့လေသူရှက်သွားရင်နောက်ဆိုရင်ဒိုးဆိုင်ကိုသူဘယ်လိုလုပ်ပြီးလာရဲတော့မိမဖြစ်သူကလည်းလင်းယောက်ျားကိုကြည့်ပြီးတော့ပီတိဖြစ်မိတာပေါ့အမလီငါယောက်ျားကလေတနာတက်ယုံတစ်မျိုးတည်းမဟုတ်ဘူးလူတယောက်ကိုအဖက်ဖက်ကစာနာစိတ်ကလည်းကြီးမားပါရဲ့အဲ့ဒီလိုနဲ့ပဲအကောင်လေးကလည်းသူတို့ဆိုင်မှာလာပြီးတော့ကြောင်းပြီးတီထီထမင်းလာစားခဲ့သူတို့လင်မယားကလည်းတနေ့တစ်မျိုးမယိုးလျအောင်ဟင်းမျိုးမျိုးထမင်းနဲ့ဖုံပြီးပေးနေရှိတာကြောင်းပြီးသွားတော့ကောင်လေးကလည်းသူတို့ဆိုင်ကို10နှစ်ကြာမြတောင်တစ်ခါမှတောင်ရောက်မလာတော့တနေ့မှတော့မြေပိုင်ရှင်ကလည်းမြေကိုရောင်းလိုက်ပြီးဖြစ်ကြောင်းဒီနေရာကနေရွှေပြောင်းရတော့မြေဖြစ်ကြောင်းလာပြောတော့လင်မယားနှစ်ယောက်သားလည်းစိတ်ကြက်လက်ကြက်ဖြစ်ပြီးတော့အိမ်မှာထိုင်မိုင်နေကြစီမှာတော့သူတို့နေတဲ့အိမ်သားကိုကားတစ်စီးလာထိုးရတာလူတယောက်ကလည်းကားပေါ်ကနေဆင်းပြီးသူတို့ရှိရာကိုရှောက်လာကျွန်တော်ကကုမ္ပဏီတစ်ခုရဲ့မန်နေဂျာတူပါခင်ဗျာကျွန်တော်တို့တတိယလည်းအတော်တို့လင်မယားချက်တဲ့ဟင်းကိုအရန်ကြိုက်တဲ့လူတယောက်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ကုမ္ပဏီအနားမှာဆိုင်ဖွင့်ပေးဖို့တောင်းဆိုထားလို့လင်မယားနှစ်ယောက်ကလည်းအံ့အားသင့်သွားတာသူတို့ဆိုင်ဆုပ်ဆုပ်လေးမှာဘလို့တတိယများလာပြီးတော့စားဘူးပါလေပြီးတော့လည်းသူတို့မှရှိတာလည်းအိုးစုပ်ခွက်ဆုပ်တွေမို့လို့ကုမ္ပဏီအနားမှာခမင်းဆိုင်သွားဖွင့်ရမှာလေဘလို့မှမဖြစ်နိုင်လို့လည်းသူတို့ညင်းဆိုခဲ့အဲ့တော့တော့မပူပါနဲ့ကျွန်တော်တတိယဆက်ဆက်ရပြင်ဆင်ထားပြီးတာပါသွားပြီးတော့ချက်ပြုတ်ရုံတက်ပါအဲ့ဒီတတိယဘာဖြစ်လို့သူတို့အပေါ်ဘလောက်တောင်သဘောကောင်းနေရလဲဆိုတာသူတို့နားမလည်ဘူးနောက်ဆုံးတော့သူတို့ပေါ်ကောင်းတဲ့တထေးကြီးကတချင်ရသူတို့စီကခမင်းတစ်ထုပ်လောက်ကျွေးခဲ့ဘူးပဲတဲ့ចောင်းသားလေးမှန်သိရတော့ဦးနဲ့တော်သားကျွန်တော်ကိုမကူညီပေးခဲ့ရင်ကျွန်တော်ဒီလိုဘွားမျိုးရောက်လာမှာမဟုတ်ပါဘူးအခုလိုပြန်လဲကျေးဇူးဆက်ခွင့်ရတာကိုကျွန်တော်အယံဝမ်းသာတယ်လောတာရှိနေပြောပါဘာမှအားမနာပါစေတနာထားတဲ့ယုံနဲ့မလုံးတော့ဘူးဖက်ဖက်ကကြည့်ပြီးတော့စာနာမှုလဲထားတဲ့အခုလို ID ခေတ်မှာမရှိသူကိုကူညီတတ်ကြတဲ့သူတို့ချို့သတိထားတဲ့သူတော်ဘာကိုကူညီလို့ရင်သူ့ရဲ့ဂုဏ်သိက္ခာကိုလည်းထည့်သွင်းတဲ့ကိုယ့်ရဲ့စေတနာကိုပုံရိုက်ပြီးတော့တင်ပြနေကြမလို့စေတနာအောက်မှာသူတော်ဘာရဲ့ဂုဏ်သိက္ခာတွေနစ်ပြောက်သွားတယ်လို့